ကိုယ့်ရဲ့ iPhone မှာကိုယ်တိုင်တောင်မတည်သေးတဲ့စွမ်းဆောင်ရည်အသစ်တွေအများကြီးရှိနေတယ်ဆိုတာယူနိုင်မလား iOS 16.4 update မှာပါလာတဲ့အသုံးဝင်ပေမဲ့တိတ်တိမထားမိကြတဲ့လို့ဆောင်ချက်အသစ်တွေကိုအတူတူကြည့်လိုက်ကြအောင်ဗျဟုတ်ပါပြီအသေးစိတ်ကိုဆက်ကြည့်ကြတာပါ iOS update တွေမှာလေတကယ်အသုံးဝင်တဲ့ feature တွေကသတိမထားမိပဲအကြံခဲ့တာတဲ့ဒီနေ့တော့ iOS 26.4 မှာပါလာတဲ့ iPhone 30ပုံကိုတောင်ပြောင်းလဲသွားစေနိုင်တဲ့အကောင့်ဆုံးတူအသစ်ဆက်ခုကိုတခုချင်းစီတခြားလေးရှင်းပြသွားမှာပါဒီ feature တွေကိုဒီကအပိုင်း၃ပိုင်းခွဲပြီးပြောပြတော့ပါမယ်ပထမတစ်ခုကနေ့စဉ်လုပ်ငန်းဆောင်တာတွေအတွက်အစင်းမင်းတဲ့မှုတွေဒုတိယကတော့မီဒီယာနဲ့ဖျော်ဖြေရေးပိုင်းအတွက်အားဖြည့်ပေးမယ့်အရာတွေနောက်ဆုံးကတော့ system ပိုင်းနဲ့ဖုန်းကိုကိုယ်စိတ်ကြိုက်ပြင်ဆင်နိုင်မယ့်တူဒီယိုအကြောင်းပဲခုပါတယ်ကဲပထမဆုံးအပိုင်းအနေနဲ့ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာအချင်းကွန်တက်တာပြီးအလုပ်တွေကိုပိုပြီးမြင်ဆန်ဆန်ပြီးမြောက်စေမဲ့လှုပ်ဆောင်ချက်တွေနဲ့စားလိုက်ကြရအောင်ပထမဆုံးတစ်ခုကတော့ Safari မှာ tab တွေအများကြီးဖွင့်ထားတတ်တဲ့သူတွေအတွက်တကယ်ကိုသတင်းကောင်းပါပဲကိုရှာနေတဲ့ tab တစ်ခုကိုရှုံရက်ခတ်နေတဲ့ tab တွေကြားတဲ့ကနေစက္ကန့်ပိုင်းအတွင်းရှာတွေ့နိုင်မဲ့ search ခလို့အသစ်တစ်ခုအခုပါလာပါပြီသုံးရတာကလည်းအရန်ကိုယူရှင်းပါတယ် Safari ရဲ့ tab တွေအများကြီးပြတဲ့ screen ကိုသွားလိုက်အဲ့မှာ search ခလို့အသစ်လေးကိုသိပါလိမ့်မယ်အဲ့ဒါကိုနှိပ်လိုက်တာနဲ့ search bar ပေါ်လာပြီအဲ့မှာပို့ရှာခြင်းတဲ့စာလုံးကိုရိုက်ထည့်လိုက်ရုံနဲ့ဖွင့်ထားတဲ့ tab တွေတက်ကနေလွယ်လွယ်ကူကူပဲရှာလို့ရတော့မှာပါနောက်တစ်ခုက reminders app မှာပါတကယ်အသုံးဝင်ပါတယ် iOS 16.4 မှာ urgent လို့သတ်မှတ်ထားတဲ့အရေးကြီးဆုံး reminder တွေအားလုံးကိုအလိုအလျောက်တနေရာထဲမှာစုပေးထားမဲ့ folder အသစ်တစ်ခုပါလာပါပြီဒါကြောင့်အရေးကြီးဆုံး log ဆရာတွေဖို့တခြား reminder တွေအများကြီးကြားထဲမှာလိုက်ပြီးရှာနေစရာမလိုတော့ဘူးပေါ့ reminders app ကိုယ်တိုင်ကအနီရောင်နဲ့တီးတီးတာမိမောင်းထုတ်ပြထားတဲ့ urgent ဆိုတဲ့ folder ထဲမှာအားလုံးကိုစုစည်းပေးထားမှာဖြစ်ပါတယ်အသုံးပြုသူတွေတော်တော်များများတောင်းဆိုထားတဲ့ feature တစ်ခုနောက်ဆုံးတော့ရောက်လာပါပြီအဲ့ဒါကတော့ personal hotspot မှာ data ဘယ်လောက်တုံးထားလဲပြီးတော့ဘယ်ဆက်ကဘယ်လောက်တုံးသွားလဲဆိုတာကိုအသေးစိတ်ကြည့်နိုင်တော့မှာပါ personal hotspot settings tab ကိုဝင်လိုက်တာနဲ့တုံးထားတဲ့ data ပမာဏစုစုပေါင်းကိုဒီလိုမျိုးရှင်းရှင်းလင်းလင်းနေရာမှာထိပါတယ်ဥပမာ 1.2 GB ဆိုတာမျိုးပေါ့အဲ့ဒီစုစုပေါင်း data ပမာဏကိုနှိပ်လိုက်ရုံနဲ့ဒီလိုအသေးစိတ်စိန်ကိုတွေ့ရမှာပါဘယ်ဆက်က data ဘယ်လောက်တုံးသွားတယ်နောက်ဆုံးဘယ်ချိန်ကချိတ်ဆက်ခဲ့တယ်ဆိုတာအတိအကျသိနိုင်တော့မှာဖြစ်ပါတယ်ဒါက data management တကယ်အသုံးဝင်ပါတယ်ကဲဒုတိယအပိုင်းကိုသွားလိုက်အောင်ဒီအပိုင်းကတော့ဗီဒီယိုရိုက်တာသချင်းနားထောင်တာ podcast နားထောင်တာကြိုက်တဲ့သူတွေအတွက် iOS 26.4 မှာဘယ်လိုမီဒီယာပိုင်းဆိုင်ရာအဖြစ်မှုတွေပါလာလဲဆိုတာကိုကြည့်ကြမှာပါဗီဒီယိုဖန်တီးသူတွေအတွက်အတန်ပိုင်းဆိုင်ရာမှာထိန်းချုပ်မှုအသစ်တစ်ခုပါလာပါတယ်အဲ့ဒါကတော့ဗီဒီယိုရိုက်ကူးနေတော့မှာ audio zoom ကိုစိတ်ကြိုက်အဖွင့်အပိတ်လုံးနိုင်တာပဲဖြစ်ပါတယ် audio zoom ဆိုတာကလေဗီဒီယိုထဲမှာ zoom ဆွဲလိုက်တဲ့ object တစ်ခုရဲ့အတန်ကိုပိုပြီးအာရုံစိုက်ပြီးဖမ်းယူပေးတဲ့ feature ပါအခုတော့ကိုလိုချင်တဲ့အတန်ပိုစံရဖို့တဲ့ camera settings တွေကိုဝင် record song ကိုရွေးပြီးဒီ feature ကိုအလွယ်တကူအဖွဲပိတ်လုပ်နိုင်တော့ပါပြီအရင်ကဆိုရင် control center ထဲမှာတွားရှာပြီးဖွင့်ရတဲ့ပဝန်းကျင်နောက်ခံတဲ့အတန် ambient sounds တွေကိုလေအခု home screen ပေါ်မှာ widget အဖြစ်ထားပြီးတိုက်ရိုက်ဖွင့်နိုင်တော့ပါပြီ widget ကိုတစ်ချက်နှိမ့်လိုက်အောင်နဲ့နောက်ခံအတန်ကိုချက်ချင်းဖွင့်လို့ရတယ်လို့ဖိထားပြီးတော့လဲမိုးတန်တို့လှိုင်းတန်တို့လိုတခြားအတန်တွေကိုပြောင်းလို့ရတယ်အဲ့ဒီထက်ပိုတာက Apple Music Library ထဲကကိုကြိုက်တဲ့တခြင်းတွေကိုတော့ရွေးချယ်ပြီးဖွင့်ထားလို့ရပါသေးတယ် podcast app မှာလည်းအကြီးစားအဆင့်မြင့်တင်မှုတစ်ခုပါလာပါတယ်အခုဆိုရင် podcast တွေကိုအတန်ကြီးပဲမဟုတ်တော့ပဲဗီဒီယိုနဲ့ပါကြည့်ရှုနိုင်ပါပြီပြီးတော့ offline ကြည့်ဖို့ download လုပ်ထားလို့လည်းရသွားပါပြီတုံးရတာလည်းလွဲပါတယ် podcast တစ်ခုကိုနားထောင်နေရတဲ့ video icon လေးကိုနှိပ်လိုက်ရုံပဲချက်ချင်း video ကိုပြောင်းကြည့်နိုင်မှာပါအတန်းဖိုင်တွေကို download လုပ်သလိုပဲ video ကိုလည်း offline ကြည့်ဖို့ download လုပ်ထားနိုင်တာကတော့ခီးသွားတဲ့အခါမျိုးမှာတကယ့်ကိုအသုံးဝင်ပါတယ်ကိုစိတ်ကြိုက်တီချင်းစရင် playlist တစ်ခုဖန်တီးဖို့အခြေငါကြီးပေးစရာမလိုတော့ပါဘူး Apple Music မှာပါလာတဲ့ playlist playground ဆိုတဲ့ AI tool အသစ်ကအားလုံးကိုကူညီပေးပါလိမ့်မယ်ဒါကတော်တော်မိုက်ပါတယ် playlist အသစ်တစ်ခုစလုပ်ပြီးကိုကြိုက်တဲ့သချင်းတစ်ခုကိုရင်ထည့်လိုက်ပြီးတာနဲ့ဒီလိုပုံစံသချင်းတွေထပ်ထည့်ပြီးဆိုရဲခလူလေးကိုနှိပ်လိုက်တာနဲ့ AI ကအဲ့ဒီသချင်းရဲ့မှုနဲ့ကိုက်ညီတဲ့တခြားသချင်းတွေကိုအလိုအလျောက်ရှာဖွေပြီး playlist တစ်ခုလုံးကိုဖန်တီးပေးသွားမှာပါဟုတ်ပြီနောက်ဆုံးပိုင်းကိုရောက်လာပါပြီဒီပိုင်းမှာတော့ဖုန်းရဲ့ storage ကိုနေရာချွေထားပြီး battery ကိုတက်တန်ပိုရှေအောင်ဘယ်လိုထိန်းသိမ်းမလဲဆိုတာကိုကူညီပေးမဲ့ tool အသစ်တွေအကြောင်းဆက်ပြီးပြောပြသွားပါမယ် storage နေရာ trader ဖို့တဲ့ wallpaper တွေနဲ့ပတ်သက်ပြီးပြောင်းလဲမှုတစ်ခုရှိလာပါတယ်အရင်လို wallpaper အားလုံးကိုဖုန်းထဲမှာကြိုတင် install လုပ်မထားတော့ပါဘူးအခုတော့ကိုကြိုက်တဲ့ wallpaper ကိုလိုအပ်မှ download လုပ်ပြီးမသုံးတော့ရင်တော့ပြန်ဖြတ်ထားလို့ရပါတယ်နောက်ဆုံး feature ကတော့ battery ကျန်းမာရေးအတွက်အရန်ကိုအရေးပါတယ်တခုပါ
ဘက်ထရီကို80ရာခိုင်နှုန်းထပ်ပိုမသွင်းအောင်ကန့်သတ်ထားတဲ့လောက်ဆောင်ချက်ကိုအခု shortcuts app နဲ့ချိတ်ဆက်ပြီး lock screen ကနေတိုက်ရိုက်အဖွင့်အပိတ်လုပ်နိုင်တော့ပါပြီ။လောက်ရတာလည်းလွယ်ပါတယ် shortcuts app ထဲမှာ set battery charge limit ဆိုတဲ့ shortcut တစ်ခုဖန်တီးပြီး home screen ဒါမှမဟုတ် lock screen ပေါ်တင်ထားလိုက်ရုံပါပဲ။ဒါဆိုရင် settings တဲကိုအဆင့်ဆင့်ဝင်နေစရာမလိုတော့ပဲ 80% အားသွင်းကန့်သတ်ချက်ကိုတစ်ချက်နဲ့ယုံနဲ့အဖွင့်အပိတ်လုပ်နိုင်ပြီပေါ့။ ဒီ feature ရဲ့တကယ်အထူးအားသာချက်ကတော့ lock screen ကိုတောင်ဖွင့်စရာမလိုပဲအရေးကြီးတဲ့ battery အားသွင်းမှုကိုတစ်ချက်ထိရောနဲ့စီမံခန့်ခွဲနိုင်တာပါပဲ။ဒါကအချိန်ရော battery တက်တန်းကိုပါအများကြီးတက်တာစင်မှာအမှန်ပါပဲ။ software မှာအမြတ်ရှားဖွေတာနဲ့ AI နဲ့ playlist ဖန်တီးတာဘက်ထရီကိုပိုကောင်းအောင်ထိန်းချုပ်တာအထိ iOS 16.4 က iPhone အတွေ့အကြုံကိုမြင့်တင်ပေးမဲ့ tool တွေအများယူဆောင်လာပေးပါတယ်။ဆိုတော့ဒီလို့ဆောက်ချက်အတူတီထဲမှာဘယ်တစ်ခုကအရင်ဆုံးစမ်းဆုံးကြည့်ဖို့စိတ်ဝင်စားစရာအကောင်းဆုံးလဲဆိုတာကတော့စဉ်းစားစရာပါပဲ။